တရားဓမ္မနဲ့တော့တက်အောင်နေရမယ်ဟုတ်ကဲ့လားမျက်စိမကောင်းခြင်းနေခါမကောင်းခြင်းနေနားမကောင်းခြင်းနေကြောက်ကမကောင်းစေခြင်းနေနှလုံးမကောင်းခြင်းနေအသေးမကောင်းခြင်းနေအားကောင်းအောင်စိတ်ကလေးကောင်းနေဖို့လို့လေဟုတ်ကဲ့လားအဲ့ဒီစိတ်ကလေးကောင်းနေအောင်ဘုရားပေါ်မှာနှစ်ကာယုံကြည်တဲ့တရားတရားလေးကောင်းနေဖို့လို့လေတဲ့အဲ့ဒါလေးကောင်းနေလို့ရှိရင်ကျန်တာတွေကပြစ်ထားခဲ့ရမှာပဲကောင်းလည်းပြစ်ရတာပဲမကောင်းလည်းပြစ်ရတာပဲငယ်ငယ်ရွယ်နဲ့တည်တော့လေကောင်းလုံးပြစ်ထားခဲ့တာပဲမဟုတ်လားခန္ဓာကိုယ်ကြီးဆိုတာငယ်ငယ်နဲ့တည်သွားတဲ့လူတွေကောင်းလုံးပြစ်ထားခဲ့တာအသက်ကြီးမှတည်တဲ့လူကမကောင်းလို့ပြစ်ခဲ့တယ်ဆိုရင်ငယ်ငယ်နဲ့တည်ရင်ကောင်းတာတော့ကောင်းလုံးပြစ်ထားခဲ့ရတာပဲဟုတ်ကဲ့လားအဲ့တော့ကိုယ်တတိထားမှာကအကောင်းဆုံးဖြစ်နေအောင်လုပ်ဖို့ရဘာလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်ပဲရသော်ဘုရားဂုဏ်ကြီးရဲ့ထုံမှန်းပြီးတော့နေထားတဲ့စိတ်ဟာတဲ့ဘယ်တော့မှအောက်ကိုမရောက်စေဘူး။မာနကြီးကိုရသော်ဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်။မာနမပူနဲ့တဲ့သီလနဲ့ထုံမှန်းထားတဲ့စိတ်သမာဓိစွမ်းအားတွေနဲ့ထုံမှန်းထားတဲ့စိတ်ပညာစွမ်းအားတွေနဲ့ထုံမှန်းထားတဲ့စိတ်ဟာဘယ်တော့မှအောက်ကိုမကျစေဘူး။ဥပမာမဲ့ထောပတ်အိုးကြီးကိုရေထဲမှာခွဲလိုက်မယ်ဆိုလို့ရှိရင်အိုးခွဲတွေကအောက်ကျပါတယ်ထောပတ်တွေကတော့အပေါ်တက်လာဟုတ်ကဲ့လားစီအိုးကြီးကိုခွဲလိုက်လို့ရှိရင်လည်းအိုးခွဲတွေကအောက်ရောက်သွားပြီးတော့စီကတော့ရေပေါ်တက်လာမှာပါအဲ့ဒီတိုင်းပဲဖျားချီညိုတဲ့စိတ်ကလေးကအပေါ်တက်လာမှာဘာမှပူစရာမရှိဘူး